တကယ်ကျွန်တော်ကြည့်ဒီပူးထဲမှာကျမရေတွေအကုန်ထည့်ထားတယ်နော်အခုတော့မရှမ်းဘူးပြီးတော့အကုန်ခွာပြီးသားလက်မော်ဒီတစ်လုံးထည့်မယ်နော်ဟုတ်ထည့်ချင်းရေတော့ရှင်းလာပြီပြီးတော့ဒီလက်မော်ဒီကိုရေမရှမ်းဘဲနဲ့ဘယ်လိုယူရမလဲလွယ်လွယ်လေးပေါ့တည့်ရပဲယူလေကြည့်နော်မရဘူးရေလေးရှမ်းလာပြီဘယ်လိုလုပ်မလဲကဲတိပန်နီးပညာနဲ့ဆိုင်တဲ့စမ်းသပ်မှုတစ်ခုကိုလုပ်ပြမယ်နော်ကျမဒီလက်ချောင်းတစ်ချောင်းပဲဒီလက်မော်ဒီကိုရေမရှမ်းပဲယူမယ်တေချာချင်းနော်当当当当，大家把这本你们俩的赛嘞，等下就落地啦。